ကျွတ်တော့ထင်သာမြင်သာတဲ့မကောင်းမှုတွေကိုလူရှိတော့အရှက်အကြောင်းနဲ့ဘုန်းကြီးတို့စောင့်စည်းကြတယ်မလုပ်ကြဘူးဒါပေမဲ့ကိုယ်ရာဆိုရင်တော့စိတ်ကိုယ်ရာရပြီလို့ကိုယ်စိတ်ကထင်ပြီဆိုရင်တော့လုံမိတတ်လို့အဲ့ဒါလေးကိုပါဘုရားထောက်ပြတယ်တကယ်လို့များမကောင်းမှုကိုခုရောနောင်မှမင်းတို့လုပ်ကြမယ်ဆိုလို့ရှိရင်ထွက်ပြေးတော့လည်းပဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဂါထာလေးနှစ်ပုဒ်ဥရန်ကျူဟုတ်လားဒါကြောင့်မကောင်းမှုရှောင်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာကျွမ်းကျွမ်းကျင်ကျင်ကိုနားလည်မှုယုံကြည်မှုဒါတွေနဲ့စိတ်ထဲမှာကျွမ်းကျင်လိမ္မာထားရမယ်သဘောတဘာဝလေးဟုတ်လားမကောင်းမှုရှောင်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့လိုနားလည်ထားရမယ်နော်ဒါကြောင့်အဲ့ဒီဒေသနာလေးကိုအမှတ်ရတိုင်းငါ့ကိုငါဆင်းရဲအောင်ငါမလုပ်ဘူးဟုတ်လားငါ့ကိုငါဆင်းရဲအောင်ငါမလုပ်ဘူးငါ့ကိုငါဆင်းရဲအောင်လည်းပဲဘယ်သူမှလာလုပ်လို့တော့တကယ်တမ်းကတော့ရတာမဟုတ်ဘူးတကယ်ကကိုယ့်ကိုဆင်းရဲအောင်လုပ်နိုင်တာကိုတယောက်ပဲရှိတာဘယ်ကနေတဆင်းလုံးမှာတုံးဆိုရင်အဲ့ဒီမကောင်းမှုကနေတဆင်းလုံးမှာပို့ပြီးတော့ဓာတ်ရိုက်ကြတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်မကောင်းတဲ့စိတ်ဖြစ်ပေါ်ရာကနေတဆင့်လှုပ်တော့မှအဲ့ဒီလိုမကောင်းတဲ့စိတ်ဖြစ်ရင်အဲ့ဒီချိန်တွေးမကောင်းတဲ့အတွေးပဲအဲ့ဒီချိန်ပြောမကောင်းတဲ့ပြောပဲအဲ့ဒီချိန်လှုပ်မကောင်းတဲ့လှုပ်ပဲဟုတ်လားဒါကြောင့်ငါမကောင်းတဲ့စိတ်မဖြစ်စေရဘူးမကောင်းတဲ့စိတ်ဖြစ်ရင်ငါဒုက္ခရောက်မှာအဲ့ဒီမကောင်းတဲ့စိတ်ကိုငါကအကောင်းထဲပေါ်လိုက်မယ်တွေးလိုက်မယ်ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီအမှုကကြီးရင်ကြီးသလောက်အပြစ်ဒဏ်ကလည်းကြီးသွားနိုင်တယ်အဲ့ဒါကဒီဘဝတွေမကောင်းဘူးနောက်ဘဝတွေမှာဆက်ပြီးတော့မှသူကဆင်းရဲဒုက္ခအကျိုးရလဒ်တွေကိုမပြီးနိုင်မစည်းနိုင်ပေးနေတတ်သေးတယ်ဒါကတော့မြတ်စွာဘုရားအပြည့်စုံမြင်တယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်အလုံးစုံကိုသိတယ်ဆိုတဲ့ဉာဏ်ကိုယုံကြည်သောအဖြစ်လည်းပဲငါ့ကိုဒုက္ခပေးမယ်ငါ့ကိုနှိပ်စက်မယ်ငါ့ကိုဆင်းရဲစေမယ့်အရာကိုငါကိုယ်တိုင်တော့မလုပ်ဘူးဒီအတွေးလေးမကောင်းမှုရှောင်ဆိုတာလေးရဲ့လေးနဲ့ပုံလေးကိုပြောတာနော်အဲ့ဒါလေးကိုအမှတ်ရလိုက်ရင်ဘုန်းကြီးတို့မကောင်းတဲ့စိတ်မမွေးရဲဘူးမကောင်းတဲ့စိတ်မဖြစ်ရင်မကောင်းမှုကတားပြီးသားပဲအဓိကမကောင်းတဲ့စိတ်မဖြစ်ဖို့ပဲမကောင်းမှုရှောင်ဆိုတာလေးကိုဘုန်းကြီးကအဲ့လိုကိုတဲ့တဲ့လေးရိုးရှင်းရှင်းလေးနားလည်သိချင်တာအဓိကဘာမဖြစ်ဖို့မကောင်းတဲ့စိတ်မဖြစ်ဖို့မကောင်းတဲ့စိတ်ဖြစ်ရင်အဲ့ဒါမကောင်းမှုဖြစ်နေတော့တာသူကကျွတ်တို့ကအကောင်းထဲပေါ်လိုက်မှပြောလိုက်မှလှုပ်လိုက်မှမကောင်းမှုမွေ့လျော်နေတာလို့ထင်မိတတ်ကြတာတကယ်မကောင်းမှုကဘယ်မှာခြေတည်ပြီးတော့ဘယ်မှာကြီးထွားပြီးတော့ဖြစ်ပေါ်တာလဲလို့မေးစိတ်မှာခြေတည်ပြီးတော့စိတ်မှာကြီးထွားပြီးတော့မှဖြစ်ပေါ်နေတာဒါကိုမြင်ရမယ်နော်ဒါမကောင်းမှုရှောင်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောတယ်